ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့မန္တလေးကနေကျွန်တော်တို့ရှိမှပြုပြင်ဖို့ကတင်ပေးလိုက်တဲ့အလုံးလေးပါဗျအခုတော့ကောင်းသွားပါပြီပြစ်ချက်က LED တွေလဲပေးလိုက်တာပါအဓိကကျွန်တော်တို့ light guide အသုံးပြုထားတဲ့ကျွန်တော်တို့ LED ဒီ TV တွေမှာဆိုရင် LED ကျွန်းသွားတယ်ဆိုလို့ရှိရင်ကျွန်းတဲ့အတိုင်းကိုကျွန်တော်တို့ရေရှည်မဖွင့်ပါနဲ့အကြာကြီးမဖွင့်ပါနဲ့ဒါမျိုးလေးတွေဖြစ်သွားတတ်ပါတယ်ဒါ light guide ကျွန်တော်တို့ light guide တွေပါတခါတည်းလောင်ကျွမ်းသွားတဲ့ပုံစံတွေပေါ့နော်ဒါကဘာဖြစ်တာလဲဆိုလို့ချင်းအခုလို light guide တွေလောင်ကျွမ်းသွားပြီဆိုလို့ချင်းကျွန်တော်တို့ LED တစ်မျိုးတည်းလဲလို့မရတော့ပါဘူး LED ကောဒီ light guide ကောအတွဲလိုက်ပေါ့နော်ဒီအပြောင်းအတွဲလိုက်လဲရပါတယ်ဒါကတော့ဒီမှာဒီလိုအတွဲလိုက်ကြီးပေါ့နော်ဒီလိုအတွဲလိုက်လဲရတယ်အတွဲလိုက်မလဲဘူးဆိုလို့ရှိရင်ကျွန်တော်တို့လဲလိုက်တဲ့ LED ကရေရှည်မခံတော့ပါဘူးဒါကြောင့်ကျွန်တော်တို့ဒီလို light guide ကိုအသုံးပြုထားတဲ့ LED TV တွေမှာဆိုလို့ရှိရင် LED ကျွန်းပြီဆိုလို့ရှိရင်အခုလို light guide ပါအတွဲလိုက်လဲမှဒီ LED TV ကရေရှည်ခံပါတယ်ဒါကတော့ကျွန်တော်တို့လဲလိုက်တဲ့မကောင်းတာပေါ့နော်ဖြုတ်လိုက်တဲ့ LED တန်းမှာခင်ဗျသူကဒီမှာ LED တွေထောင်ပြီးတော့ပေါ့နော်အဲ့လိုအလုံးပေါင်းများစွာပါတယ်အဓိကကျွန်းသွားတဲ့ဟာလေးတွေဒီဟာပေါ့ဒီဟာလေးတွေကျွန်းသွားတယ်ပေါ့နော်အဲ့ဒီဟာလေးကျွန်းသွားတာဆိုတော့ဒါကိုကျွန်တော်တို့ကဒီလိုအချောင်းလိုက်လဲပေးလိုက်ပါတယ်ခင်ဗျာမန္တလေးကပို့လိုက်တဲ့အလုံးလေးပါဗျကျေးဇူးတင်ပါတယ်အခုလိုအနေရက်ကပို့ဆောင်ပေးခြင်းနဲ့မိတ်ဆွေတွေဆိုရင်အပေါ်မှာကျွန်တော်ဖုန်းနံပါတ်လေးပါတယ်ဆိုင်လိပ်စာပါတယ်ဆက်သွယ်ပြီးတော့ပို့ဆောင်လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ